ရွှေဆိုင်မှာလာကြောက်စင်ထုတ်ဖို့လာတဲ့အချိန်ပြီးပြီးတော့ခေါင်းရှုပ်ခံနေရအောင်မဲ့လားဗီတာအင်ဖက်ထရီဆော်ဝဲကိုတုံးထားရင်တော့လာစဉ်လုပ်ငန်းလည်ပတ်မှုကိုလွယ်တကူတုံးသက်နိုင်ဖို့လာကြောက်စင်ကန်စာလေးမျိုးကိုတိကျစွာထုတ်နိုင်ပါတယ်ဆိုင်မှာလက်ကျန်ရွှေတဲ့ဘယ်လောက်ကျန်သေးလဲဆိုတာကိုအတိအကျကြည့်ရှုနိုင်မယ်။တစ်လအတွင်းစုစုပေါင်းရောင်းငွေပမာဏကိုစစ်ဆေးနိုင်မယ်။ချောင်းမျိုးကြောင့်ပြန်လာရောက်နေရွှေရည်အတွက်တွေကိုလည်းသိရှိနိုင်မယ်အပြင်ရွှေရဲ့ဝယ်ယူမှုကိုလည်းအသေးစိတ်ပြန်လည်ကြည့်ရှုနိုင်ပါသေးရဲ့နော်။ဒီစီကစားလေးမျိုးကိုကြည့်ရှုလိုက်တဲ့နေ့တွင်မိမိဆိုင်ရဲ့တစ်လစာ30အမြတ်ဆုံးဘယ်လောက်ရှိလဲဆိုတာကိုလွယ်တကူတက်ချက်နိုင်မှာဖြစ်ပါတယ်။ထုတ်လိုက်တဲ့လာကျုပ်စင်းတွေကိုလည်း PDF ဖိုင်ဒါမှမဟုတ် Excel ဖိုင်နဲ့အလွယ်တကူစေထားနိုင်ပါတယ်။ဒါနဲ့အော်ဂလာအတွက်နှစ်ပတ်ခါမဲ့စံသုံးဖြစ်ခွင့်အစီအစဉ်က900ပဲလက်ခံတော့မှမဟုတ်လို့ခုပဲစီးရင်သွင်းထားလိုက်တော့နော်ဒါကြောင့်ရွှေဆိုင်တစ်ဆိုင်ရဲ့စီးရင်တွေကိုမြင်ဆန်ပြီးစနစ်တကျထိန်းသိမ်းနိုင်ဖို့အတွက် Vita Inventory Software ကိုခုပဲဆက်သွယ်ဆုံးဖြတ်ကြည့်လိုက်ပါနော်